လုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့အနာဂတ်ကျေပွင့်တဲ့ကလေးတွေကိုမွေးဖောက်ပေးနေတဲ့ HBN HDY Federal School မှာကျောင်းသားကျောင်းသူတွေပဲဖြစ်ကြပြီးတော့ grade 11မှာမြန်မာစာကိုသင်ကြားပေးနေတဲ့ဆရာဂျူပီတာရဲ့တပည့်များလည်းဖြစ်ကြပါရဲ့ရှင်ဒီနေ့မှာဆိုရင်တော့ကျမတို့ရဲ့ group 1ကတော့ဝိစာသိပ္ပလူကိစ္စဆိုတဲ့ကြပြလေးကိုနားလည်သလောက်ရှင်းပြသွားပေးမှာပဲဖြစ်ပါရဲ့ရှင်ဝိစာသိပ္ပဆိုတဲ့အသိပညာအတတ်ပညာအကြောင်းကိုရေးဝဲထားတဲ့ကြပြလေးတစ်ပုဒ်လည်းဖြစ်ပါရဲ့ရှင်ကြပြလေးရဲ့အကြောင်းကိုရှင်းပြရင်းနဲ့ကြပြရဲ့ဆိုလိုရင်းတွေအလင်္ကာတွေကြပြရဲ့ပေးချင်တဲ့ဘူးတုဒတွေကိုလည်းဝေမျှပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ကြပြနဲ့ကြပြပါအကြောင်းအရာတွေကိုရှင်းလင်းပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ကြပြပါအကြောင်းအရာကိုရှင်းပြပေးတော့ဖြစ်ပါရဲ့ရှင်အကြောင်းအရာများကိုမရှင်းပြခင်ကြပြလေးကိုအရင်ဖတ်ကြည့်ကြရအောင်ပါဝိစာတိပလူကိစ္စတကြယူပန်ကျင့်ရသမျှတောင်းတရရတကောင်းစွာသာဝိစာတိပလူကိစ္စကိုမေကမသိပြောပါဝင်မှုအခြေသူအားစကားအခြေတည်တပင်မပြက်ကထွေးမဲ့တို့ချွတ်တဲ့ပညာပြုမျက်နာနဲ့ယူရှာလန်းထိတ်အတန်းစိတ်ဤတတိတ်မနေဆိုပါကြီးလဲမပြေမပြည့်အထီးချီလေးစစ်လက်မရှိအငြင်းကြီးတဲ့ဟုတ်လီလူလူစင်ကန်တို့တို့အကျိုးအကြောင်းကောင်းကောင်းမမှန်တမန်ပန်းလျောက်ရှင်းတော့မကြီးအစင်အလေးအစင်မသိတစ်ဖြင့်တစ်ပါးရှင်ဝများခဲ့ဘူပါမိပါတကြီးမား၍မလျာမညိုးမစိုးမရိတ်နှစည်းစိန်တို့ရွှေအိမ်ပုံမြင့်ခုနှစ်စင်ထက်နီနီကစားပစ်တာဖျားဝဲနားတီကြီးမြပမာကြလိုက်အင်္ဂါပစ္စည်းတွင်ပြင်းရဝပြည့်စုံပါလဲနန်းတာလိုက်ချင်းခုန်နှံကင်းမှုအစင်းလာဆန်းလူပေါပန်းဟုတွမ်းမတ်သည့်ချွေကဲလျက်လေးအလှုပ်ချီလုံးသားစင်စက်နေမီမကြည်သည့်တော့ချီလီဥစ္စာလိုကမရကြောင်းကြဆိုရင်ဖန်ချိန်များစွာအိုးခါတော့လဲဘဟာဒုက္ခတွေ့ဆုံးကြသည့်နောက်နာနှလုံးမငြိတဲ့စကားရဆိုရှင်မာရထတာရဆိုတော့အခုကြပြလေးကိုရှင်းလင်းပေးပါမယ်ကြပြရဲ့ပထမပိုက်လေးကတော့တကြယူပန်ကြကြံသမျှတောင်းတရရတကောင်းစွာသာဝိစာသိပ္ပလူကိစ္စကိုငရမသိပျော်ပါလွင်မှုအကျဉ်သူအားစကားချေတင်တပင်မပြက်ဂရေမဲ့တို့ချိုးတဲ့ပညာညှိုးမျက်နာနှင့်ယွန်ရှာလန့်ထိတ်အတန်စိတ်ဤဒီအပိုက်မှာဆိုရင်ကျမတို့လူသားတွေတွေးတောသမျှကြံစီသမျှတောင်းတသမျှတွေကိုဖြည့်ဆွမ်းပေးနိုင်တဲ့တခုတည်းသောအရာကဝိစာသိပ္ပလို့ခေါ်တဲ့အသိပညာအတတ်ပညာပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့လိုအတတ်ပညာအသိပညာတွေကိုငယ်တည်းကမဖြစ်မနေသင်ယူတက်မြောက်ထားရမှာပါ။အဲ့လိုမျိုးသင်ယူလေ့လာမှုမရှိတက်မြောက်မှုမရှိဘဲနဲ့ပေါ့နေပေါ့စားပြီးအပျော်အပါးသာမှတ်နေမယ်ဆိုရင်ပညာတတ်အတိုင်းဝိုင်းတို့ရဲ့စကားဝိုင်းကိုရှောင်ရင်သင်လေ့လာမှုမရှိခဲ့တဲ့အတွက်ကိုကဘာပြောလို့ပြောရမှန်းမသိပဲဖြစ်နေမှာအမှန်ပါပဲ။ဘာကြောင့်လဲဆိုရင်ငယ်ရွယ်တဲ့အချိန်မှာအချိန်ကိုကောင်းမွန်စွာအသုံးချရမယ့်အစားအပျော်အပါးသာအဓိကထားပြီးအသိပညာအတတ်ပညာတွေကိုလေ့လာသင်ယူခဲ့ခြင်းမရှိလို့ပဲဖြစ်ပါတယ်။အဲ့လိုမျိုးအသိပညာအတတ်ပညာအစုံလင်မရှိလေ့လာမှုမရှိတဲ့လူတစ်ယောက်ဟာဆိုရင်လူပေါင်းလောကမှာလူဝင်မဆန်နိုင်တယ်လို့ပညာရှိတွေရဲ့စကားဝိုင်းမှာလည်းပြောစရာစကားလုံးမရှိပဲအတန်စိတ်ပြီးစကားပြောရမည်ကိုချိန်ဝါကြောက်နေရပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးကိုကြပြအနေနဲ့ရေးသားထားတာဖြစ်ပါတယ်ရှင့်ကြပြရဲ့ဒုတိယအပိုက်လေးကတော့တိတ်တိတ်မနေဆိုပါခြင်းလေမပြေမပြစ်အထစ်ထစ်လျင်ကျလင်းမရှိအညီညီတဲ့ဟော်လီနိုနိုစင်ကန်တိုးတို့အကျိုးအကြောင်းကောင်းကောင်းမမှန်တာမာပါလျောက်ရှင်းအောင်မကြီးအစီအလျင်အစင်မသိတဖြင့်တပြားရှင်ပွဲများခဲ့ဒီဒုတိယအပိုက်လေးမှာဆိုရင်ပညာမရှိသူမတတ်သူကပညာရှိတဲ့သူတွေရဲ့စကားဝိုင်းမှာမသိပဲဝင်ပြောပြရင်လေထိုသူရဲ့စကားတွေကအထစ်ထစ်ငေါငေါနဲ့အတိတ်ပဲမရှိနားထောင်ကျင်စရာမရှိပဲဖြစ်နေမှာအသေးချာပဲဖြစ်ပါတယ်။သို့တော့ပညာမရှိသည့်ထိုသူကတော့အယူပုံမြောက်တယ်လို့ကိုအဟုတ်တွေထင်ပြီးပညာရှိတွေရဲ့စကားပိုင်းမှာစင်ကန်းတော်သောစကားပုံလိုမျိုးစင်ကန်းတွေကလမ်းမသိတောချုံမှမသိပဲချေဦးတရားစွတ်တို့ပြီးသွားတယ်လို့မျိုးဉာဏ်ပညာနေတဲ့သူတွေကလည်းအမှကိုမသိနားမလဲပဲကိုထင်ရတာကိုပြောနေမှာဖြစ်တဲ့အတွက်အကြောင်းအရာတွေကအကျိုးအကြောင်းစီလျော်မှလည်းမဟုတ်သလိုစကားတွေကလည်းရှင်းအောင်မညီပဲပြောချင်ရာတွေလျှောက်ပြောသလိုမျိုးဖြစ်နေတတ်ပါတယ်။ဒါကြောင့်အဲ့လိုအသိဉာဏ်ပညာမရှိတဲ့သူတွေကပညာရှိတဲ့စကားဝိုင်းရောက်လာပြီးပြောတဲ့စကားတွေကရှင်းအောင်လည်းမညီအမားတွေလည်းဖြစ်နေတတ်ပြီးလူကြားတဲ့ရဲရဲတစ်ခုသာဖြစ်နေတတ်ကြောင်းကိုရေးသားထားတဲ့စာပိုက်လေးဖြစ်ပါတယ်ရှင်။ကြပြရဲ့တတိယအပိုက်လေးကတော့ဘိုးဘွားမိဘသူကြီးမား၍မလျမညိုမစိုးမရိတ်နတ်စီစိန်တို့ရွှေအိမ်ပုံမြင့်ခုနှစ်စင်ထက်နေလင့်ကစားပြတ်သက်ပြားဝဲနာတိကြီးများပမာကြလိဒီတတိယမြောက်စာပိုက်လေးမှာကတော့ဒီတင်တီထိုက်တဲ့လောကီပညာတွေကိုမတက်ပြောက်တဲ့သူတွေဟာသူတို့ရဲ့အဖိုးအဖွားတွေကြောင့်ဒါမှမဟုတ်သူတို့ရဲ့မိဘဆွေမျိုးတွေကြောင့်ပင်ဖြစ်စေပင်မဆဲရမှုမရှိပဲစီးစိမ်ချမ်းသာကိုခါသားရုံတင်မကပဲရွှေအိမ်ဘုံရဲ့80မှာပဲနေရစီကမူပညာမတတ်တဲ့အတွက်ပြတ်သက်ပြားမှာနားတဲ့ကြီးကန်းလိုမျိုးကြီးနဲ့ရောပြီးပြတ်သက်ပါအယောင်ဝါမထွက်နိုင်ကြကိုရေးသားထားတဲ့စာပိုက်လေးဖြစ်ပါတယ်ရှင်။
ဆောရမြစာပိုင်လေးကတော့အင်္ဂါပစင်သွေမြင်ရုပ်ဝါပြေဆုံးပါလေနန္တာလိုင်ချင်းဂုံနဲ့ကင်းမှုအစင်းလာတဲ့လူပေါပန်းဟုတမန်တိတွေကဲလီအန်ဆိုတဲ့စာပိုင်လေးပဲဖြစ်ပါတယ်ဆိုလိုရင်းကတော့အသိပညာမရှိတဲ့သူတွေဟာပစ္စည်းဥစ္စာရှိရင်တော့တင့်တယ်ခြင်းမရှိလေးစားအားကြပွဲရလည်းမဖြစ်ပဲချက်ပွဲတစ်ခုလိုပဲမြင်မိခြင်းပဲဖြစ်ပါတယ်ထိုလူတွေကရုပ်လာသွင်မြင်ရုပ်ရည်သွင်မြင်လှပပြည့်စုံနေပေမဲ့လည်းပညာဆိုတဲ့မွေးရတနာမရှိရကြောင်းအစင်းသာရှိပြီးရနမ်းမရှိတဲ့ပေါပန်းကဲ့သို့ပင်လူများကဲရဲစရာဖြစ်နေမှာအသေးကြပါပဲခန္ဓာကိုယ်ဟာမိမြပင်အမွှေးရတနာတွေလိမ့်ချထားပါစေပညာရနမ်းနဲ့တာမန်အမွှေးရတနာချင်းဟာဘလို့မှတူညီနေမှာမဟုတ်ပါဘူးတာမန်အမွှေးရတနာတွေကအချိန်တစ်ခုရောက်ရင်ပျောက်ကွယ်သွားနိုင်ပေမဲ့ပညာဆိုတဲ့အမွှေးရတနာတွေဆိုရင်သေသည်အထိပျောက်ကွယ်သွားနိုင်မှာမဟုတ်ပါဒါကြောင့်ပညာမဲ့သူတွေဟာအကျဉ်းစရိုက်စိုးတန်းကြောင်းကိုလူများသိကနှာခေါင်းရှုံပြီးပြစ်တင်ကြဲကြတယ်ဆိုတာကိုဒီကဗျာစာပိုက်လေးနဲ့ပြောဆိုဆုံးမထားတာဖြစ်ပါတယ် အခုပြောပြသွားတဲ့ဝိဇာသိပ္ပလုကိစ္စကဗျာဆိုရင်15ရာစုအင်းဝခေစာဆိုရှင်မဟာရထသာရရေးဖွဲ့ခဲ့တဲ့ကိုကံပြိုကနေကောက်နှုတ်ထားတဲ့ပြုတ်ကဗျာအမျိုးအစားဖြစ်ပါတယ်ဝိဇာသိပ္ပလုကိစ္စကဗျာကိုကိုကံပြိုဟတ္တိပါကပြိုစတုဓမ္မသာရပြိုဆိုပြီးနာမည်3မျိုးနဲ့ရေးထားခြင်းဖြစ်ပြီးကဗျာရဲ့ရည်ရွယ်ချက်ဟာဆိုရင်ရိုးရှင်းလာပါတယ်ငယ်ရွယ်စဉ်ပညာသင်ရမယ့်အချိန်မှာပညာမသင်မဲ့အပျော်ပါးနောက်သာလိုက်နေရင်ဒုက္ခရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုဖွင့်ထွေရေးထားတဲ့ကဗျာတစ်ပိုက်ပဲဖြစ်ပါတယ်ပညာမသိမဲ့ပျော်ပါပျက်စီးနေမယ်ဆိုရင်လူအများနဲ့ရှင်တွဲစကားပြောတဲ့အခါမျိုးမှာပြောစရာစကားမရှိပဲလူကြားထဲမှာမျက်နှာပြတ်ထိတ်လန့်အရှက်ရနေပါလိမ့်မယ်။မပြောမဖြစ်လို့ပြောရမယ်ဆိုရင်လည်းအထစ်ထစ်ငုံငုံနဲ့ဟိုဟာလိုလိုဒီဟာလိုလိုနဲ့လိုရင်းမရောက်ပဲပိုလို့တာအရှက်ရပါလိမ့်မယ်။ဟုတ်မယ်ထင်ပြီးချက်ကန်းဆန်ဟိုတို့ပြီးရှောက်ပြောရင်လည်းရှေ့နောက်မညီရကြောင့်လူကြားရဲ့ရဲပွဲဖြစ်နေပါလိမ့်မယ်။လူကြီးမိဘအားကိုပြီးစိတ်နှကက်ရောင်နဲ့ပါးပြောင်မြန်ရင်လည်းကိုယ့်အရေးချင်းမရှိကြောင်းကိုယ်တိုင်ပြသသလိုဖြစ်နေမှာပါပဲအကယ်၍ကျမတို့ဟာရုပ်ရည်ချုံမောလှပခဲ့လို့ပညာမလိုဘူးထင်ရင်လည်းအမှားကြီးမှားပါလိမ့်မယ်အစင်းလာပြီးအရေးချင်းမရှိရင်လူတွေကပေါက်ပန်းလိုမျိုးအစင်းမရှိပြီးအချင်းမရှိဟုအတောင်ပြောင်ပြောဆိုပါလိမ့်မယ်ပညာမတတ်တာကလက်ရှိကိုပဲထိခိုက်စေနိုင်တာမဟုတ်ပဲအနာဂတ်ကိုပါထိခိုက်စေနိုင်ပါတယ်ကျမတို့အသက်ကြီးသွားရင်ဘာရေးချင်းမှမရှိလို့ဘာမှလောက်ကင်မစားနိုင်ပဲဒုက္ခအကြီးအကျယ်ရောက်သွားနိုင်တာအမှန်ပါပဲကျမတို့လူတိုင်းဟာဆိုရင်မှားမှန်ကိုခွဲခြားနိုင်တဲ့အသိပညာနဲ့အတတ်ပညာတစ်ခုခုကိုဖြစ်ဖြစ်မြောက်မြောက်ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့အရာတစ်ခုတော့ရှိတင်ပါတယ်။အခုကျောင်းသားတချို့ပြောနေရတာကြားရပါတယ်။ငါတေချာမတင်ချင်ဘူးငါအင်ဂျင်နီယာလုပ်မှာမဟုတ်ပဲငါအင်္ဂလိပ်စာမတင်ချင်ဘူးမြန်မာမှာပဲနေမှာအင်္ဂလိပ်စာမှသိစရာမလိုတာ။အဲ့လိုတွေကြားနေရတာကအလွန်ဝမ်းနည်းစရာကောင်းလာပါတယ်။တေချာတင်ရတာကအင်ဂျင်နီယာလုပ်ဖို့အတွက်တစ်ခုပဲလိုတာမဟုတ်ပဲအတွေးခေါ်ကောင်းဖို့အတွက်လည်းဖြစ်ပါတယ်။အင်္ဂလိပ်စာဆိုတာကလည်း international ဘာသာစကားမို့သိဖို့လိုပါတယ်။ကိုကနယ်ပယ်တေးသေးလေးမှာပဲအတလုံးနေမှာမဟုတ်ပါဘူးကျမတို့ဘဝမှာလှုပ်ရှားကိစ္စတွေအများကြီးရှိသေးတာကိုလည်းသိထားသင့်ပါတယ်ဆိုတော့ခုကလေးဟာအသိပညာအတတ်ပညာမှန်သမျှကိုရအောင်ယူပြီးအသုံးချကြဖို့အကြံပေးပါတယ်။ဘယ်အရာမဆိုအများကြီးမသိရင်တော့မှနည်းနည်းဖြည်းဖြည်းတက်မြောက်ဖို့လိုအပ်မယ်လို့ထင်မိပါတယ်။ဒီနေ့ခေတ်မှာဆိုရင်သင်ယူဖို့ဖုန်းတွေ laptop တွေစတဲ့ device တွေမှာအလွယ်တကူသင်ယူလို့ရနေရတော့ကျမတို့ဟာမသင်ယူပဲအခြား social media တွေအပေါ်မှာပဲအချိန်တွေကုန်နေရင်အကျိုးရှိမှလည်းမဟုတ်ဘူးလို့ဖြစ်ထုံးမှလည်းမဟုတ်ပါဘူး။ဒါကြောင့်စာဖတ်မပြင်းဖို့နဲ့သင်ယူလေ့လာဖို့မပြင်းဖို့ပြောပြချင်ပါတယ်ရှင်။စာဆိုရှင်မဟာရထသာရရေးသားထားတဲ့ဝိဇ္ဇာသိပ္ပလူကိစ္စကဗျာဟာဆိုရင်အလုံးကိုနှစ်သက်အတူယူစရာကောင်းပါတယ်။ဆရာတော်ကြီးဟာ10နှစ်သားအရွယ်ကတည်းကကဗျာတွေကိုရေးသားတတ်နေပြီပဲဖြစ်ပါတယ်။16နှစ်သားအရွယ်မှာလည်းဘူရီတက်အလင်္ကာကြီးကိုရေးဖွဲ့ခဲ့ပြီးတမရပြုတ်ဟာဆိုရင်ဆရာတော်နောက်ဆုံးရေးဖွဲ့ခဲ့သောပြုတ်တစ်ခုဖြစ်ပါတယ်။ဆရာတော်ကငယ်စဉ်ကတည်းကပါရမီရှိကျမ်းကျင်သူဖြစ်ကြောင်းကိုဒီကဗျာစာပိုက်တွေကတတ်တည်ပါပဲ။ဒီကဗျာကိုဆိုရင်လေးလုံးဆက်အလင်္ကာပုံစံနဲ့တွေ့ရမှာဖြစ်ပြီးတော့အပိုက်ရှည်အဖြစ်လည်းတွေ့ရပါတယ်။ကဗျာထဲမှာလည်းဝင်ကောင်းဝုတ်တိအလင်္ကာတွေအနေနဲ့ပျော်ပါလွင်တပင်မပြည့်ဂုံနှံကင်းမဟာဒုက္ခတွင်းဆုံးကြစတဲ့စကားလုံးတွေဖြစ်ပြီးယူပကအလင်္ကာတွေကတော့ရွှေအိမ်ပုံမြင့်ဂုံနှံလူပေါက်ပန်းဆိုတဲ့စကားလုံးတွေပါဥပမာအလင်္ကာအနေနဲ့ကတော့ဂရင်းမဲတို့စင်ကန်းတိုးတို့လက်စည်းစိန်တို့နာတိကြီးမြပမာကြလိမ့်ဆိုတဲ့အလင်္ကာတွေကိုလည်းတွေ့နိုင်ပါတယ်ကဗျာဘာစာသားတွေကိုအဖြတ်တောက်ညီညီနဲ့ဖွဲ့ဆိုရေးသားထားတာကိုလည်းတွေ့ရနိုင်ပါတယ်ဒီပြုတ်ကဗျာကောက်နှုတ်ချက်ဟာဆိုရင်ဟတ္တိဘာသာတို့သားကတောထွက်ရဟန်းပြုကျင်တီကိုဖခင်ပြည်သူမှငယ်စဉ်မှာလူတို့တည်တင်တည်အပ်တက်တင်တက်မြအပ်သောပညာများကိုသင်ပါအသက်ငယ်စဉ်ပညာမသင်လျင်အနာဂတ်တွင်ဘလို့ဆင်းရဲဒုက္ခနှင့်ရင်ဆိုင်ရမည်ကိုသားဖြစ်သူအားဆိုဆုံးမသည့်အကြောင်းအရာများကိုရေးဖွဲ့ထားခြင်းသာဖြစ်ပါရဲ့ရှင်အခုလိုမျိုးအဆုံးထိနားထောင်ကြတဲ့အတွက်ကျမနဲ့ကျမရဲ့အဖွဲ့သားများကကျေးဇူးထူးတင်ရှိပါတယ်ဒီကဗျာလေးအကြောင်းကိုနားထောင်ပြီးအသိပညာအတတ်ပညာတွေကဘလောက်ရေးကြီးပါကြောင်းနဲ့လူပေါင်းလောကရဲ့သဘောတရားကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ခု
အခုလိုမျိုးဒီ project လေးကိုပြီးဆုံးသည့်အထိကူညီပံ့ပိုးပူးပေါင်းပါဝင်ပေးကြတဲ့ဖွဲ့သားတွေကတော့code 001 prisoner code 005 prisoner code 003 prisoner code 013 script writer and prisoner code 014 prisoner code 015 editor code 016 script writer prisoner and editor ကျမကတော့ intro နဲ့ outro ကိုတင်ဆက်ပေးသူ code 016ပဲဖြစ်ပါရဲ့ရှင်ကျမနဲ့အတူကူညီတင်ဆက်ပေးတဲ့တငယ်ချင်းတွေကတော့ code 001 003 005 013 014တို့ပဲဖြစ်ပါရဲ့ရှင်ဥပပေါင်းပေးကြတဲ့ group 1ဖွဲ့သားများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရရှိပါရဲ့ရှင်ဒါဆိုရင်ကျမတို့ရဲ့ project လေးကိုဒီနေ့ရပါတယ်ရင်နာခွင့်ပြုပါရှင်